ရွယ်ရောက်တော့ချဲလုံးအောင်ကင်းဆောင်တဲ့ပြီးအိမ်ကကြောင်မလေးကငါကမခိုင်းမယ်ကြွက်ခုတ်တဲ့တာဝန်ယူမနဲ့ဆိုငါသူတို့ကိုအစာခေါ်ချွေးတော့ပင်စီရိတ်တိတ်တတိရတယ်အိမ်ကခွေးတော့ကြောင်ပါလေးတော့မင်းတည်ရဲ့ရင်ကောင်းဝဲမနဲ့ဆိုကိုပြူလေးတွေကိုရလေးတွေအိမ်ကိုပြပြီးမတော်တပါငါမထားလေးခင်ငါရဲ့ဒီမှာဝိုင်းဒီပတ်သူဝေးငါအတွက်ဆိုငါမျိုးချတော့တံပြန်မှုပဲဝီစကီရိတ်နာတော့တယ်ငါပိုင်ဆိုင်ခဲ့တဲ့အိမ်ပဲပြရဲ့တလင်းကြီးနဲ့တန်လုံးွယ်စိတ်ချရတဲ့ပင်စီရဲ့စိတ်ကြီးရတဲ့ပင်စီရဲ့အိမ်ပြန်ရတဲ့ပင်စီရဲ့ွယ်ကျွေးမွေးတဲ့အိမ်ကခွေးလေးရွယ်ရောက်တော့ချဲလုံးအောင်ကင်းဆောင်တဲ့ဘူးအိမ်ကကြောင်ပါလေးကငါပါမခိုင်းပဲကြွက်ခုတ်တဲ့တာဝန်ယူမနဲ့ဆိုငါသူတို့ကိုအစာခေါ်ချွေးတော့ပင်စီရိတ်တိတ်တတိရတယ်အိမ်ကခွေးတော့ကြောင်ပါလေးတော့မင်းတည်ရဲ့ရင်ကောင်းမယ်ကျွေးမွေးတဲ့အိမ်ကခွေးလေးရွယ်ရောက်တော့ချဲလုံးအောင်ကင်းဆောင်တဲ့ဘူးအိမ်ကကြောင်ဝါလေးကငါကမခိုင်းမယ်ကြွက်ခုတ်တဲ့တာဝန်ယူမနဲ့ဆိုငါသူတို့ကိုအစာခေါ်ချွေးတော့ပင်စီရိတ်တိတ်တတိရတယ်အိမ်ကခွေးတော့ကြောင်ပါလေးတော့မင်းတည်တဲ့ရင်ကောင်းဝဲမနဲ့ဆိုကိုပြူလေးတွေကိုရလေးတွေအိမ်ကိုဖြစ်ပြီးမတော်တပါငါမထားသေးခင်ငါရဲ့ဘေးမှာဝိုင်းပတ်သူဝေးငါအတွက်ဆိုငါမျိုးချတော့တံပြန်မှုပဲဝီစကီရိတ်နာတော့တယ်ငါပိုင်ဆိုင်ခဲ့တဲ့အိမ်ပဲရရဲ့တလင်းကြီးနဲ့တန်လုံးွယ်တိတ်ချရတဲ့ပင်ကြီးရဲ့စိတ်ကြီးရတဲ့ပင်ကြီးအိမ်ပြရတဲ့ပင်ကြီးရဲ့ကျွေးမွေးတဲ့အိမ်ကခွေးလေးရွယ်ရောက်တော့ချဲလုံးအောင်ကင်းဆောင်တဲ့ပြီးအိမ်ကကြောင်မလေးကငါကမခိုင်းပဲကြွက်ခုတ်တဲ့တာဝန်ယူမနဲ့ဆိုငါသူတို့ကိုအစာခေါ်ချွေးတော့ပင်စီရိတ်တိတ်တတိရတယ်အိမ်ကခွေးတော့ကြောင်ပါလေ